မန္တလေးလာရှိုးလမ်းမေးတင်ကိုဈေးတန်ကွက်ကြံဆိုတာဒါအရန်ရှားတဲ့အနေအထားမျိုးမှာတည်ရှိတယ်အဲ့တော့ချန်ကျယ်ဝန်းအနေနဲ့ကလည်းဒါမျက်နှာစာက53ပြီဘေးနှစ်ဖက်ကိုပေ90ဆိုတဲ့အကျယ်ဝန်းမှာပိုင်ဆိုင်ထားတဲ့ခြံဝင်းကျယ်တစ်ခုလည်းဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကလည်းတကယ်ကိုဈေးတန်ကွက်ကြံလေးတစ်ခုကိုကျွန်တော်အခုအယောင်းမိတ်ဆက်ပေးမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ Sweet Home ပြင်ဦးလင်းအိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်ကျွန်တော်အခုမိတ်ဆက်ပေးမယ့်နေရာကဒါဝယ်တဲ့သူတော်တော်များများကြိုက်ကြတဲ့ပြင်ဦးလင်းနဲ့မန္တလေးကြားထဲမှာတည်ရှိတဲ့နေရာအနေအထားမျိုးဖြစ်တဲ့ဒီနေရာအနေနဲ့ကတော့ပြင်ဦးလင်းမြို့ရဲ့ရက်ကွက်ကြီး18ဒိုးပင်မှာတည်ရှိတာဖြစ်ပါတယ်အဲ့တော့ဒိုးပင်ဆိုတာကျွန်တော်တို့ဒီအနီးစခန်းနဲ့ပြင်ဦးလင်းမြို့အဝင်ရက်ကွက်ကြီးကိုနနဝွန်အဲ့ဒီရဲ့ဂျားထဲမှာတည်ရှိတဲ့ရက်ကွက်အနေထားမျိုးလည်းဖြစ်တယ်အဲ့တော့လူနေဆိုင်ဖွင့်လှုပ်ချင်တဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုကိုတိဆောက်ချင်တယ်ဆိုတော့တော်တော်လေးကိုကောင်းတဲ့အကွက်ကွင်းထဲမှာပါတယ်အဲ့တော့ချန်ကျယ်ဝန်းကလည်းဒါ53ပေပေ90ရှိတယ်မြေပြင်မှာကတော့ပေအနေနဲ့ကတော့ဒါပိုတဲ့အနေထားမျိုးဖြစ်ပါတယ်ရေရောမီရောပါထားပြီးသားအနေထားမျိုးဖြစ်တယ်အဲ့တော့အသင့်ကိုဒါအိမ်ဆောက်ပြီးနေမယ်ဒါမှမဟုတ်ဈေးဆိုင်ဖွင့်မယ်ဆိုရင်လည်းတော်တော်လေးကိုအဆင်ပြေတဲ့အကွက်ကွင်းကောင်းတဲ့နေရာလည်းဖြစ်ပါတယ်အနီးနားပတ်ဝန်းကျင်မှာလည်းဒါလူနေအိမ်ကောင်းတွေတည်ရှိတယ်မန္တလေးလာရှိုးလမ်းအတင်ကိုမှဒါဈေးနှုန်းအနေနဲ့ကလည်း3600ဆိုတာတကယ်ကိုဈေးတန်ကွက်ကြံအနေထားမျိုးလေးဖြစ်ပါတယ်အဲ့တော့ခြံဝင်းကျဲတာဆိုတော့စီးပွားရေးလုံးမဲ့လုပ်ငန်းရှင်တွေမိတ်ဆွေတွေအတွက်ကတော့တော်တော်လေးကိုအဆင်ပြေတဲ့နေရာမျိုးမှာဖြစ်တယ်အဲ့တော့မျက်နှာလဲအနေနဲ့ကလည်းဒါမြောက်အရက်ကိုလှည့်ထားတဲ့မျက်နှာလဲအနေထားမျိုးလေးဖြစ်ပါတယ်လမ်းအနေထားလည်းဒါမန္တလေးကနေတက်လာမယ်ဆိုရင်အတက်လမ်းဘက်အချမ်းမှာတည်ရှိတယ်အဲ့တော့မန္တလေးလာရှိုးလမ်းမေးတင်ဆိုရင်အဓိကအရေးကြီးဆုံးအချက်ကဒါလမ်းဖြတ်ကူးတဲ့နေရာပေါ့နော်အစင်းလမ်းနဲ့အတက်လမ်းကိုလမ်းဖြတ်ကူးတဲ့နေရာအဲ့တော့အကွက်အရှိမှလည်းဒါအစင်းလမ်းနဲ့အတက်လမ်းကိုလမ်းဖြတ်ကူးမဲ့နေရာပါရှိတာဆိုတော့တော်တော်လေးကိုအားတာတဲ့နေရာအနေထားမျိုးမှာဖြစ်ပါတယ်အဲ့တော့ဈေးနှုန်းအနေနဲ့လည်းဒါ53ပေပေ90ကို3600ပဲခေါ်ဆိုရတယ်တကယ်ကိုဈေးတန်ကွက်ကြံလည်းဖြစ်တယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Sweet Home Facebook TikTok YouTube Channel တွေကနေပြီးတော့ဆက်သွယ်စုံစမ်းလို့ရပါတယ်ဈေးတန်တာမို့လို့အကြာကြီးတော့ရှိနေမှာမဟုတ်တဲ့အကွက်လေးဖြစ်ပါတယ်